အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ကတော့ကောင်းမွန်စေဝါဒုနာပြုဆရာမတယောက်ဖြစ်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံသောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်ကျွန်တော်ကဒီကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဒီနေ့ကနေစပြီးတော့ပေါ့နော်အချိန်ရတယ်လို့လေးပြောသွားဖို့အစီအစဉ်ရှိပါတယ်တကယ်လို့စိတ်ဝင်စားမယ်ဆိုလို့ရှိရင်လည်းစိတ်ဝင်စားမယ်ကိုကျန်းမာရေးအတွက်အထောက်အကူဖြစ်မယ်ဆိုလို့ရှိရင်လည်းနားထောင်ပေးဖို့လို့တိုက်တွန်းချင်ပါတယ်အဲ့တော့အခုကျွန်တော်စပြီးတော့ပြောမယ့်အကြောင်းအရာတွေကတော့ TB ယောဂအကြောင်းပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအရန်ကိုအဖြစ်များနေတဲ့ TB ယောဂအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။အဲ့ TB ယောဂဆိုတာကလူရဲ့ခန္ဓာကိုယ်အနှံ့ပြမှာ TB ယောဂဖြစ်နိုင်တယ်။ဒါပေမဲ့အများဆုံးဖြစ်တဲ့ယောဂလူများကိုကူးစက်နိုင်တဲ့ယောဂကတော့အဆုတ် TB ယောဂပဲဖြစ်ပါတယ်။အဲ့တော့အဆုတ် TB ယောဂကဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူက Mycobacterium tuberculosis လို့ခေါ်တဲ့ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်အဲ့ဒီဘက်တီးရီးယားကြတော့ဒီ TB ယောဂရှိတဲ့လူနာနေပြီးတော့ချောင်းဆိုးခြင်းအပြင်ပတ်ဝန်းကျင်ကိုပြန့်နှံ့တယ်သူနေတဲ့ပတ်ဝန်းကျင်ကိုပြန့်နှံ့တယ်အဲ့ပြန့်နှံ့နေတဲ့ပတ်ဝန်းကျင်ကလေးကိုရှူရှိုက်မိတဲ့လူမှာ TB ယောဂကိုဝင်ရောက်သွားပါတယ် TB ယောဂပိုဝင်ရောက်တဲ့လူတိုင်း TB ထပ်ပြစ်သလားဆိုတော့မဟုတ်ပါဘူးအဲ့ဒီ TB ယောဂပိုးရှိတဲ့လေကိုရှူရှိုက်မိပြီမယ်ပေါ့နော်အဲ့လူကကျန်းမာရေးကောင်းနေတယ်ဆိုလို့ရှိရင် TB ယောဂလက္ခဏာမပြပါဘူးဘယ်လိုအချိန်မှာ TB ယောဂလက္ခဏာတွေပြနိုင်လဲဘယ်လိုလူမျိုးတွေမှာဖြစ်နိုင်လဲဆိုတော့ကြတော့ပေါ့နော်အဓိကအဖြစ်ယောဂနာရရှိယောဂသမားတွေ HIV AIDS ယောဂရှိနေတဲ့လူတွေနောက်စီးချိုယောဂနောက်ပြီးတော့အသက်ကြီးလွန်ပြီးတော့ကိုယ်ခံအားနည်းနေတဲ့သူတွေနောက်ပြီးကြတော့အာဟာရချို့တဲ့တဲ့သူတွေကင်ဆာယောဂတွေခံစားနေရတဲ့သူတွေနောက်ပြီးကြတော့TB ယောဂကိုကုသပေးနေတဲ့ဆရာဝန်ဆရာမတွေအဲ့လိုလူမျိုးတွေမှာပေါ့နော် TB ယောဂဖြစ်နိုင်ခြေရှိပါတယ်ပြီးတော့မိမိတို့ရဲ့အိမ်မှာလည်း TB ဆေးတောက်နေတဲ့ TB ယောဂပိုးရှိတယ်ဆိုလို့ရှိရင်လေအဲ့လူတွေက TB ယောဂဖြစ်နေတဲ့လူတွေအတူတူလိုက်မဖြစ်ဖဲနဲ့ TB ယောဂအဲ့ဒီလူပထမဆေးတောင်နေတဲ့ယောဂပျောက်ပြီးမှနောက်မှရှိတဲ့မိသားစုဝင်တွေမှာလေTB ယောဂလိုက်ပြီးတော့ဖြစ်တာကိုတွေ့ရတယ်ပေါ့နော် contact ကနေပြီးတော့အဲ့လိုမျိုးဖြစ်တာကိုတွေ့ရပါတယ်အဲ့တော့ဒီ TB ယောဂဖြစ်လာတဲ့ဟာကကြောက်လူတွေအတွက်ဒါကြောက်စရာလိုသလားရှက်စရာလိုသလားဆိုတော့ကြောက်စရာလည်းမလိုပါဘူးရှက်စရာလည်းမလိုပါဘူးဘာကြောင့်လဲဆိုတော့ TB ယောဂကလေတွေကနေကူးစက်ပြန့်နှံ့ပြီးတော့အသက်ရှူလမ်းကြောင်းကနေဝင်သွားတဲ့ယောဂဘိုးတစ်မျိုးဖြစ်တာကြောင့်ဖြစ်ပါတယ်အဲ့တော့ TB ယောဂလက္ခဏာဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုပုံစံတွေဖြစ်လာမလဲကိုယ်လေးချိန်ကြာလာမယ်၃ဘက်ကျော်ကြာပြီးတော့ချောင်းဆိုးမယ်တလိပ်ထွက်မယ်သွေးပါမယ်ပြီးလို့ရှိရင်ကိုလေးချိန်တဖြည်းဖြည်းချမယ်အစားအသောက်တွေလည်းပြက်လာမယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာမယ်ညဘက်မှာချွေးပြန်တာတွေရှိမယ်ပြီးရင်ငွေနဲ့ဖျားမယ်အဲ့လိုမျိုးလေးဖြစ်တတ်တယ်နောက်ပြီးကလေးမှာလည်း TB ယောဂဖြစ်တယ်ဒါပေမဲ့ကလေးမှာဖြစ်တဲ့ TB ယောဂကတော့ကူးစက်တဲ့ယောဂမဟုတ်ဘဲနဲ့လူကြီးတွေမှာဖြစ်တဲ့ TB ယောဂကတော့အနေများတယ်ကူးစက်နိုင်ခြင်းများတဲ့ယောဂဘို့ဖြစ်ပါတယ်အဲ့ဒီ TB ယောဂကလူ၁၀ယောက်မှာ၁ယောက်ဖြစ်နိုင်ခြင်းရှိပါတယ်အဲ့တော့ဒီ TB ယောဂလက္ခဏာတွေပြလာပြီးချောင်းသုံးဘက်ကြော်ထဲဆိုးလာတယ်ပြီးရင်ညဘက်မှာချွေးထွက်တယ်အစားအသောက်တွေပြတ်တယ်ကိုလေးချိန်တွေကျလာတယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့ပြသဖို့လို့တိုက်တွန်းချင်ပါတယ်အဲ့တော့ဆရာဝန်နဲ့ပြသလို့တလိပ်ပိုးစစ်တယ်အဆုတ်ဓာတ်မှန်ရိုက်တယ်သွေးစစ်လို့တွေ့တာပဲဖြစ်ပေါ့နော်အဲ့တော့ဒီ TB ယောဂလက္ခဏာ TB ယောဂဖြစ်နေပြီလို့သတ်မှတ်လို့ရတဲ့အချိန်မှာဆိုလို့ရှိရင်เนาะ TB ဆေးကိုစတောက်ဖို့လိုအပ်လာပါပြီအဲ့တော့ဒီ TB ယောဂအကြောင်းတောက်ရတဲ့ဒီ TB ဆေးရဆိုလို့ရှိရင်အချိန်မှန်နဲ့နေတိုင်းမပြတ်မကွက်တောက်ဖို့တော့လိုအပ်ပါတယ်အဲ့တော့ဒီ TB ယောဂဆေးတောက်တဲ့အချိန်မှာလူတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့တချို့အသက်ကြီးလွန်းတဲ့လူတွေဆိုလို့ရှိရင် TB ဆေးတောက်တဲ့အချိန်မှာအစားတောက်တွေပြတ်တဲ့နှုံးနေပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ဆရာကြီး TB ဆေးတောက်ခါမှာအမေကတော့ထမင်းမစားတော့ဘူးအဖွားကတော့ထမင်းမစားတော့ဘူးအဲ့ရထဲမှာပဲခွေနေတယ်ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကြတော့ဒီ TB ဆေးထဲမှာပါတဲ့ပေါ့နော်ပိုးသက်ဆေးကြီးကြောင့်ပေါ့နော်အဲ့ဒါကြောင့်ဖြစ်တတ်တယ်ဒီဟာ TB ဆေးမှာမဟုတ်ပါဘူးပိုးသက်ဆေးတောက်ရင်နော်လူနာအများစုမှာခံစားရတဲ့အစားတောက်ပြတဲ့လက္ခဏာတွေကတော့ရှိတတ်ပါတယ်အဲ့တော့ TB ယောဂဖြစ်တဲ့လူနာတွေကိုကုသပြုစုပေးတဲ့အဆောင်နေရပေါ့နော်မိသားစုဝင်တွေကစိတ်ရှည်ရမယ်ပြီးရင်သူတို့ကိုအတက်နိုင်ဆုံးပြုစုပေးရမယ်အာဟာရပြည့်အောင်
စိတ်ရှည်လက်ရှည်ချက်ပြုတ်ပြီးတော့ကျွေးမှုရမယ်အဲ့တော့ TB ယောဂဖြစ်နေတဲ့လူနာတွေကဘာတွေစားတောက်တင်တယ်လဲဆိုရင်ကြက်ဥတို့ပဲအမျိုးမျိုးတို့အသားတို့ငါးတို့ပေါ့နော်နောက်ပြီးတော့အသီးအနှံမှာဗိုက်တာမင် C ပြည့်ဝတဲ့အသီးအနှံတွေနောက်ပြီးကကျတော့ဂျုံနဲ့လှုပ်ထားတဲ့ဟာတွေအဲ့ဒါတွေအကုန်လုံးကိုစားလို့ရပါတယ်အဲ့တော့ဒီ TB ဆေးတောက်နေပြီဆိုလို့ရှိရင်TB ဆေးက6လတောက်ရတာရှိတယ်ယောဂလက္ခဏာပေါ်မူတည်ပြီးတဲ့အခါကျတော့နောက်ထပ်ထပ်ပြီးတော့2လပေါင်းပြီးတော့တောက်ရတာရှိပါတယ်အဲ့တော့ဒီ TB ဆေးတွေကိုတောက်နေတဲ့အချိန်တော့တွင်မှာတရက်မှမပြတ်ဖက်နဲ့နေ့တိုင်းတောက်ဖို့လိုအပ်ပါတယ်အဲ့လိုမျိုးတောက်ခြင်းအပြင် TB ယောဂပူကတော့ပျောက်နိုင်ပါတယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ TB ဆေးကိုကိုယ်သဘောနဲ့ကိုရက်လိုက်မယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာဘာဖြစ်လာမလဲဆိုတဲ့အခါကျတော့ဆေးရင်ပါတဲ့ TB ယောဂဖြစ်လာမယ်အဲ့ခါကျလို့ရှိရင်တော့ပို့ပြီးတော့ကုသခက်တယ်လို့မိသားစုဝင်တွေတက်လည်းအနေများပါတယ်နောက်ပြီးတော့ဒီ TB ယောဂဖြစ်နေတဲ့လူနာကိုပြုစုတဲ့အခါမှာလည်းသူ့ကိုအဓိကတော့သူနေတဲ့အခန်းလေးကိုလေဝင်လေးပြက်ကောင်းတဲ့နေရာမှာထားမယ်ပြီးရင်မိသားစုတွေနဲ့အတက်နိုင်ဆုံးစကားပြောတဲ့အချိန်မှာနှာခေါင်းစည်းလေးတက်ပြီးတော့ပြောမယ်ပြီးရင်သူထွေးတဲ့တလိပ်ကိုလည်းတသက်ခွက်ကလေးနဲ့ထွေးဓာတ်မဟုတ်ရင်ကြွကြွနဲ့ထွေးမယ်ထွေးပြီးတော့တေချာစီးနာပြီးတော့မီးရှို့မယ်တကယ်လို့မီးမရှို့ဘဲနဲ့အမြေကြီးတဲ့တူးမြုပ်မယ်ဆိုရင်တော့တွင်းနဲ့နက်ကလေးတူးပြီးတော့တေချာဖုံးပြရပါမယ်ဘာဖြစ်လဲဆိုတော့ဒီပိုးတွေ့လူနာပေါ့နော် TB ပိုးတွေ့လူနာတွေကမိသားစုဝင်တွေကိုကူးစက်ဖို့ရအလွန်နီးကပ်ပါတယ်အဲ့တော့ကြတော့ဒီ TB ယောဂဖြစ်လာမယ်ဆိုလို့ရှိရင်တေချာစိတ်ရှိလက်ရှိနဲ့ပြုစုကုသပေးမယ်အာဟာရလည်းပြည့်အောင်ကျွေးမွေးပေးမယ်ဆိုလို့ရှိရင် TB ယောဂက6လဒါမှမဟုတ်ရင်8လတောက်တဲ့အချိန်မှာယောဂကတက်တာပျောက်ကင်းသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ TB ယောဂလက္ခဏာတွေကိုဘယ်လိုကာကွယ်မလဲဆိုလို့ရှိရင်အတတ်နိုင်ဆုံးကတော့နှာခေါင်းစည်းလေးတက်တာပေါ့နော်နောက်ပြီးရင်ယောဂဥမာဆွပြောတဲ့စီးကြိုယောဂတို့နာရရှိယောဂတို့အရေပြားယောဂတို့အဲ့လိုမျိုးဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်လေလူထူထပ်တဲ့နေရာကိုရှောင်ရှားပြီးတော့ကြတော့အတတ်နိုင်ဆုံးကိုယ်အိမ်မှာပဲကိုနေဖို့တင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ကိုယ်ခံအားနည်းနေတဲ့အချိန်မှာလူများတဲ့နေရာမှာသွားမယ်ဆိုလို့ရှိရင်TB ယောဂပိုးရင်မကပါဘူးဒီပြင်ဥစက်တက်တဲ့ယောဂတွေအကုန်လုံးကိုသူကလက်ခံလာမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီနာရာရှိယောဂသမားတွေစီဂျိုယောဂသမားတွေကင်ဆာယောဂသမားတွေကအတတ်နိုင်ဆုံးလူထူထပ်တဲ့နေရာကိုရှောင်ရှားမယ်သွားမဖြစ်မနေသွားရမယ်ဆိုလို့ရှိရင်တောင်မှပဲနှာခေါင်းစည်းကိုအမြဲတက်ထားဖို့လို့အကြံဉာဏ်ပေးချင်ပါတယ်ကျွန်တော်ပြောချင်တဲ့ TB ယောဂအကြောင်းလေးကတော့ဒါလောက်ပါပဲတကယ်လို့စိတ်ဝင်စားမယ်ဆိုလို့ရှိရင်တော့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ပြောတဲ့အကြောင်းအရာလေးကလည်းအခုနားထောင်နေတဲ့သူတွေရဲ့ကျန်းမာရေးကိုအထောက်အကူတစ်ခုဖြစ်သွားမယ်ဆိုလို့ရှင်လေကျွန်တော်ကုသိုလ်ရပါတယ်အဲ့တော့မျှဝေပေးမယ်ဆိုလို့ရှင်လေကုသိုလ်ကြီးအများကြီးရမှာပါအဲ့တော့ပျော်ရွှင်သောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေရှင်